ကဲဒီနေ့ကတော့လေဒီရက်လေမောဟာနာပြီးရှေ့လက်ရှေ့လေးပြပေးမယ်နော်ဒီအင်ကြီးကလေကျွန်တော်တို့ကပြောပြတာဒါလို့လည်းကြောင်လေးကတော့လေ6ရောင်ရှိရဲဒီမှာဒီလိုအပြာရောင်လေးရတစ်ထည်ပြီးရင်ဒီလိုကြက်သွေးရောင်လေးရတစ်ထည်ပေါ့နော်ဒီအနဲ့ရောင်လေးရတစ်ထည်ပြီးကြတော့ဒီမှာဒီအသားရောင်လေးရတစ်ထည်ပြီးတော့ရှိရင်ဒါကကြတော့လိန်ပေါ်ရောင်လေးရတစ်ထည်နော်ဒီရောင်နဲ့မတူဘူးနော်ဒါကတော့အုတ်ကျိုးရောင်လားဘယ်လိုခေါ်မလဲတော့မသိဘူးဒါတော့လိန်ပေါ်ရောင်လေးပေါ့နော်ဒီမှာနော်ရောင်လေးရလေဒီမှာသူကလေအဲ့ဒီကလေရင်လေ40နှစ်အသားလေးရတယ်ဒီလား site ကြီးရဲ့နောက်မှာကျိုးရှိထားလို့ကျိုးကိုလေးရှိထားလို့ဒီမှာကြာတော့အဲ့ဒီအကြီးကြီးပဲသူကလေအဲ့ဒီအကြီးကြီးလေးပဲတို့တကယ်လို့လေဒါကလေဘယ်လိုပြောပြမလဲဟိုလေကိုဝင်ဆောင်နေဝတ်ချင်လည်းရတယ်ဒီလားဒီလိုမျိုးလေဘက်ကိုကြီးလိုပုံစံမျိုးလုပ်ချင်လည်းရတယ်ကိုဝင်ဆောင်နေဝတ်လို့ရတယ်ကြောက်ရှင်လေဘောင်းမီကလေတင်44ထိရတယ်နော်တော့လေဘောင်းမီကအကြီးကြီးပဲချုပ်ပေးထားတာပြအရှိပြပေးဦးမယ်အရှိကလေတော့40ရှိရနော်အရှိ40ရှိရဒီလားဒီမှာဒီဖနှောက်ကိုရောက်တယ်ဒီလားအောက်လဲဝင်နေရဘာလို့လဲဆိုတော့လေကိုကအရက်က9ပေနဲ့ပဲရှိရတယ်အရှိကိုလည်းတော်တော်လေးရှေ့ပြီးထုတ်ပေးထားတယ်ဘွားကိုလည်းဘွားလည်းရှေ့ပေးထားတယ်နော်ဒီမှာနော်ပြီးတော့အိမ်ကတော်တော်ကြီးကြီးပါတယ်ဒီမှာနော်အိမ်ကြီးတော်တော်ကြီးကြီးပါတယ်ပြီးတော့လေခါးသီးကျိုးလေးကိုလည်းလေခါးနေရမှာလေခါးဒီလိုလုံးဝဒီလိုခါးနေရမှာလေထည့်ပေးထားတယ်ဘာလို့လဲဆိုတော့လေခန္ဓာကိုယ်ရဲ့ရှိတ်လေးပေါ်အောင်လို့သူကလေဒီလိုလေးစီလိုက်လို့ရှိရင်ဒီမှာလေတိလားခန္ဓာကိုယ်ရှိတ်လေးပေါ်သွားသူကခန္ဓာကိုယ်လေးနည်းနည်းလေးလှသွားတာပေါ့နော်အဲ့လိုမျိုးလေးပေါ်အောင်လုပ်ပေးတာခါးလေးကိုလေဟိုဟာကြက်လေးစီလိုက်လို့ရတယ်နော်ခါကြလို့ရှိရင်တော့ဒီမှာဒီလိုမျိုးလေးဖြစ်သွားတာပေါ့နော်တော်လေရင်ဘက်မှာသူတို့အသွင်လေးနေပါဒီမှာရင်ဘက်မှာသူတို့အသွင်လေးနေပါတယ်နော်ပြီးတော့ဒီမှာလက်လေးမှာလည်းဒီလိုမျိုးကျန်တဲ့ထောင်လေးပါသေးတယ်။ပြီးတော့ဒီမှာတော့လက်ကလည်းလက်စီးကလည်းတေးလေးမဟုတ်ဘူးเนาะဒီမှာကျင်တော့လက်စီးကလည်းအကျယ်ကြီးပေါ့တော့ခေါင်းစည်းကြိုးလေးပါပါတယ်เนาะတော့ခေါင်းစည်းကြိုးလေးပါပါတယ်ဒီမှာပါ။ကဲဒီမှာเนาะဒါလေးကနောက်တစ်ရောင်ဒါလေးကလိမ့်ပေါ်ရောင်လေးဒီမှာလေးလိမ့်ပေါ်ရောင်လေးဒီမှာအထက်လေးနဲ့အသွင်လေးနဲ့ခေါင်းစည်းကြိုးပါတယ်เนาะထက်ထဲမှာခေါင်းစည်းကြိုးပါတယ်ဒါလေးတကယ်ပြောရသေးလားဟိုဘယ်လိုပြောမလဲမိန်းကလေးဆန်ဆန်လေးဟိုဟာမင်းလေးဆန်ဆန်လေးဝတ်ချင်တဲ့လူဆိုရင်တော့ဒီဒီဇိုင်းလေးယူဒါလေးကလေခရုတိုက်လေးချုပ်ပေးထားတာဒါလေးကလေဟိုတတိဖြောက်လေးဖွေးလေးဝတ်ရင်လေအရင်ချက်ဖို့ကောင်းတယ်ဒီဥစ္စာလေးတွေကလေသိလားဒီမှာကြည့်တော့ဒါလည်းတကယ်လေးဟိုဘယ်လိုပြောမလဲကိုဝင်ဆောင်မိခင်နေလည်းဝတ်လို့ရတယ်လိုမျိုးပေါ့နော်ကိုအဲ့လိုမျိုးကိုဝင်ဆောင်နေတဲ့အချိန်လေးဝင်လည်းရဒါခါကိုလေတို့ကျိုးကိုလေလုံးဝစီထားလို့ဒီမှာဒီလားကျိုးကိုလုံးဝအကျက်စီထားလို့ပြီးတော့ဒီမှာတို့ကလေဒါလေးနဲ့ဒီလိုလေးနဲ့ချစ်စရာလေးဒါလေးကဒါတယောက်နော်ဒီမှာဒါတယောက်ဒီမှာနော်ဒါကနောက်တယောက်နော်ဒီမှာကြည့်အကျယ်ကြီးနော်အကြီးကြီးနော်ကြီးကြီးနော်ဒါကလေမိုဟာနာသားနော်မိုဟာနာသားမှာ grade သူကလေဟိုအသားကလေမိုဟာနာဆိုမှလို့ပြုတ်ပြီးတွေပါတယ်အသားမဟုတ်ဘူးနော်ဒါလေးကအသားတော်တော်ကောင်းတယ်ဒီလားတော့လေဘီရှေလက်ရှေကိုမှတစုံမှာ19500ပဲရှိရနော်ဈေးလည်းမများဘူးပေါ့နော်ဈေးလည်းဝတ်ပြောပါတယ်ရှင်ဒါလည်းနောက်တယောက်ဒီမှာနော်အကြီးကြီးပဲနော်အင်ကြီးကအကြီးကြီးချုပ်ပေးထားပါတယ်ဒီမှာနော်ဘောင်းကြီးကလည်းအကြီးကြီးပါနော်ပြီးတော့နောက်မှာခါးစည်းရုပ်ပါပါတယ်ရင်40နဲ့တင်40လေးအသားလေးရပါတယ်နော်ဒီမှာကနော်ခါးလေးစီးလိုက်လို့ရှိရင်ဒီမှာနော်ဒီကလုံးဝတေးလေးလေးဖြစ်သွားပါတယ်ဒီမှာနော်ဒါလေးချစ်စရာလေးနော်ကဲဒီမှာတော့လေကိုဝင်ဆောင်မျိုးဝတ်လို့ရတယ်ဆိုတာကြောက်တယ်ဒီကနေဆက်ထားပြီးတော့ဒီမှာလေးလိုမျိုးပေါ့ဒီမျိုးဒီမှာနော်တွေ့လားလိုမျိုးပြတရားကလည်းဒီဟာကလည်းအကျယ်ပြလိုက်ပြီးတော့ဒီမှာဒီဘိုက်ဘလောက်ဒီအောင်လဲဒီမှာဒီဝတ်လို့ရတယ်ဆိုတာပြောပြတာပါရှင်းအဲ့ဒါကြောင့်ဝတ်လို့ရတယ်လို့ပြောတာပါဒီမှာဆောင်လေးရတဲ့ရောင်ကဒီလိုပွားပွားကြီးမချင်လို့လေခါလေးစီးဒါလေးကနောက်တစ်ရောင်ပါဒီရောင်လေးတော်တော်လာရတော့ပြနုလေးလိုဘာရောင်လေးလို့ပဲဒီရောင်လေးလက်ချစ်စရာလေးနော်ဒီမှာကနော်ဒီရောင်လေးကဲကျမရှိရလေဝယ်တဲ့အထက်တွေကလေတကယ်ပြောရတော့ချုပ်ရုံးချုပ်တော့လုံးဝအာမခံနေပြီလားတစ်ခါဝက်လည်းမပြဲစီရအောင်နှစ်ခါဝက်လည်းမပြဲစီပိတ်စတာဆွေးသွားမယ်နော်ချုပ်ရုံးနေရလုံးဝမပြဲစီရအောင်အာမခံနေလုံးဝကိုချုပ်ရုံမှာထက်တဲ့အထက်ဖြစ်လို့လေဒီလားချုပ်ရုံးချုပ်တော့လုံးဝတိတ်ချချုပ်ပေးထားတာပြီးတော့လေဟိုဒါကလေအနှိမ့်လိုင်းချုပ်တာမဟုတ်ဘူးနော်အမြင့်လိုင်းချုပ်ပေးထားတာကိုပုံမှန်ဈေးလေးနဲ့ပဲရောင်းပေးထားတာချုပ်သမားတွေကိုလည်းချုပ်ခါတွေအများကြီးပေးပြီးတော့ဒါချုပ်ခိုင်းထားတာဒီဟာတွေကလေဟိုလုံးဝလေဟိုဈေးချုပ်မဟုတ်ဘူးဆိုတော့အာမခံနေနော်ဒါကလေစိတ်ချပြီးတော့စိတ်ချကိုဒါကိုရှိမှာဘူးရဲ့လူတွေဆိုရင်အများနဲ့လာပြောတယ်အမဆိုင်ကချုပ်တာကောင်းလို့အမရဲ့ညဝတ်တွေကချုပ်တာကောင်းလို့ဆိုပြီးတော့လေပြင်တော့ပဲလူတွေကြီးပဲချုပ်တာကတော့အမခံနေပြီး site အမခံနေ40နှစ်ဆိုရင်40နှစ်တော့တော့တယ်40နှစ်ပြောပြီးတော့မှ38ပဲဝေးရတာ40ပဲဝေးရတာလုံးဝမဖြစ်စေရဘူးเนาะ site ကိုလည်းလုံးဝအမခံနေဒီဥစ္စာလေးလေအရှိဆိုရင်လည်း39ဆို39ရှိရ40ဆို40ရှိရ41ဆို40 41အပြည့်ရှိရเนาะအရှိလေးဆိုရင်လည်းအဲ့လိုမျိုးပဲတစ်ခါလေအဲ့လိုမျိုးပြောင်းထားတာလေဒါလေးတွေဆိုလို့ရှိရင်ကွယ်ဘီရှေလက်ရှေမှာ19500ပဲရှိရနော်ဘီရှေလက်ရှေမှာ1000ပြင်ခေါင်းစည်းကြိုးလေးပါသေးရနော်ဘီရှေလက်ရှေမှာ19500အယောင်6ယောင်ပဲရှိရနော်ကြိုက်တဲ့အယောင်ကိုဝယ်လို့ရပါတယ်ကြိုက်တဲ့အယောင်ကပြောပြီးဝယ်လို့ရပါတယ်ဒီမှာဒါလေးဆိုလည်းအရင်ချက်ဖို့ကောင်းတယ်တကယ်ချက်ဖို့ကောင်းတယ်ဒီရောင်ဆိုတော်တော်လာတက်သွေးရောင်လေးဒီမှာကြည့်နော် site ကိုလည်းကြီးပြီးတော့လေ site ကွန်လေးချုပ်ပေးထားတာပါ site ကွန်လေးချုပ်ပေး site သေးလေးချုပ်ထားတာမဟုတ်ဘူးနော်ဟိုဒီနဲ့လေးလည်းအရင်လာတာပဲကြည့်လိုက်အနဲ့လေးဆိုရင်ဒီနေ့လေးလည်းအချက်ဖို့ကောင်းတယ်မနေ့ကဒီအင်ဂျီလေးလည်းရောင်းလာတဲ့အခါမှကိုဝတ်မကြည့်ရတယ်ဟိုတယောက်ပဲလိမ့်မရောက်ပဲဝတ်ကြည့်ရဝတ်ထားတာထဲပဲကိုကြိုက်တဲ့အယောင်ပဲကိုဝတ်ထားတာဒီရောင်လေးဆိုဝတ်တာမဝတ်ကြည့်ရဘူးဒါလည်းတော်တော်လာပဲဒီရောင်လေးလည်းဝတ်လိုက်တော့ကဲဒါလေးတွေတစုံမှတော့ဘီရှေလက်ရှေကိုမှတစုံမှ19500ပဲရှိရနော်ခေါင်းစည်းကြိုးပါပါတယ်ဒါလေးယူမယ်ဆိုလို့ရှိရင် Viber နံပါတ်399580နဲ့3999နဲ့မှာလည်း screenshot လေးပို့ပြီးတော့မှနော်ဖုန်းနံပါတ်လိပ်စာလေးပေးပြီးတော့မှမယူနိုင်ပါတယ်နော်တကယ်လို့ Viber မှာတက်ဖို့ TikTok CP မှာလာပြီးတော့ high ပြီးလို့ရတယ်နော်ကဲဒီမှာတစ်ထည်ကနေစပြီးဝယ်လို့ရပါတယ်ရှင်ဒါတစ်ထည်ချင်းလည်းရောက်ပါတယ်နော်တစ်ထည်ချင်းလည်းရောက်ပါတယ်ဒလီရောက်တဲ့ဘယ်မြို့ကိုပဲဆိုအရင်ငွေရှင်နဲ့ပို့ပေးတယ်နော်ဒလီရောက်တဲ့မြို့တိုင်းကိုပို့ပေးပါတယ်ဒလီမရောက်တဲ့မြို့လေးဆိုလို့ရှိရင်တော့ငွေလေးချိုလွှဲပေးရပါမယ်ရှင်ဒီမှာပါဒါလေးလည်းရမ်းချစ်ဖို့ကောင်းပါတယ်